Okay အားလုံးပဲမင်္ဂလာပါဒီကနေ့ March လ12ရက်နေ့လေပိုင်းမှာရရှိတဲ့ Israel American Iran တို့ရဲ့နောက်ဆုံးရစစ်ပွဲအခြေအနေအပြန်အလှန်ဘာတွေလုပ်နေတယ်လဲပြီးတော့ဘာတွေအသက်အကျရှိလဲဆိုတဲ့စစ်ပွဲရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှသူတို့စ조사နေတဲ့ view ဟာတွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ် Okay ကမ္ဘာမြေပေါ်မှာစစ်ပွဲတပွဲရဲ့အဆုံးအဖြတ်ကိုများသောအားဖြင့်စစ်ပွဲရဲ့ budget နဲ့စစ်ပွဲရဲ့ view ဟာတွေကိုတိုင်းတာပြီးတော့မှအနိုင်အရှုံးကိုတွက်ချက်ကြတယ်ဒီတော့အခုတော့အမေရိကန်ရဲ့ကုန်ကျစရိတ်တွေအရန်များလာတဲ့အချိန်မှာအမြန်ဆုံးဒီဟာကိုအစားထိုးပြီးတော့မှ view ဟာအစ်စ်နဲ့ပြန်ပြီးတော့မှတိုက်ခိုက်လာတဲ့အခြေအနေကဒီကနေ့ကျွန်တော်အားလုံးမြင်တွေ့ရတဲ့အခြေအနေဖြစ်တယ်ဒီဟာကိုပို့ပြီးတော့မှမြင်တာအောင်ပြောပြမှာဖြစ်တယ်အရင်ကတည်းကဒီရုရှားရဲ့ယူကရိန်းရဲ့စစ်ပွဲမှာအီရန်ရဲ့ drone တွေကိုပံ့ပိုးကူညီပြီးတော့မှတိုက်ခိုက်နေတဲ့အချိန်မှာယားကနဲ့သူများမသိအောင်တခြားသူတွေမသိအောင်အမေရိကန်ကဒီအီရန်ရဲ့ drone ရုရှားပစ်တဲ့ drone တွေကိုယားကနဲ့ဖမ်းယူထားတဲ့ဟာရှိနေတဲ့လက်တွေ့ကြဖမ်းယူထားလားဂျိုတွန်းကနဲ့ဖမ်းယူထားလားအဲ့တော့အတိအကျပြောလို့မရမဖော်ပြတဲ့ကြောင့်အဲ့ဒီဖမ်းယူထားတဲ့ drone တွေကိုအမေရိကန်ကထန့်ဆင့်သူတို့တင်ထွင်လက်လာမှုအားလုံးအသက်လုပ်ပြီးတော့မှဒီတက်ပူကောင်းပြီးတော့မှဒီတက်ပူစွမ်းတဲ့ဟာကုန်ကြစီလေးနေတဲ့ဟာနဲ့ပြန်ထုတ်လုပ်ပြီးသားဖြစ်တဲ့အဲ့ဒါကိုအခုသုံးနေတာစစ်ပွဲရဲ့တကယ်အခုဖြစ်နေတဲ့ကာလမှာလဲအမြန်ဆုံးဖမ်းဆီးပြီးတော့မှအဲ့ဒါကိုပြန်အမြန်ဆုံးနီးနဲ့ပြန်လှုပ်ထားတဲ့ drone နဲ့အီရန်ကိုတိုက်ခိုက်နေတယ်ဆိုတဲ့ဟာလဲတခုပြန်ပေါ်လာတယ်ဒီတော့အမေရိကန်နိုင်ငံဟာဒီလက်နက်တွေတင်ထွင်တဲ့နေရာမှာ technology တွေကိုအများဆုံးပိုင်းဆိုင်တော့ကျွမ်းကျင်တဲ့နိုင်ငံဖြစ်တဲ့ကြောင့် drone တည်ရပြီဆိုတာနဲ့ဒီဟာကိုပြန်လဲအစ်စ် recruit ဘောနော်ဖန်တင်းတဲ့နေရာမှာအင်မတန်မှမြန်ဆန်တယ်လို့ပြောလို့ရတယ်အဲ့ဒါတခုနောက်တစ်ခုကြောင့်တော့ဒုံးကြီးအီရန်ရဲ့အင်မတန်ပြင်းတဲ့ကောင်းတဲ့ဒုံးကြီးတွေပြစ်ခတ်လာတဲ့ဟာကိုပြန်ပြီးတော့မှသူတို့ကဘလူးမင်းနဲ့ဖမ်းထားတယ်ဆိုတဲ့ဟာမပြောဘူးဖမ်းယူရရှိထားတဲ့ဟာကိုပြန်လေသူတို့ကအသေးစိတ်သူတို့ရှာဖွေပြီးတော့မှအဲ့ဒီဒုံးကြီးတဲ့ပိုကောင်းတဲ့ဒုံးကြီးကိုသူတို့ကပြန်တင်ထွင်မှပြစ်နေပြီအဲ့ဒီတော့အခုအမေရိကန်ကမနေ့တနေ့ကကုန်ကျစရိတ်တွေနော်အင်မတန်မှတရက်ကိုပြစ်တဲ့ဟာတွေတောင်မှဒေါ်လာ890တန်း890တော့ကုန်ကြတယ်ဆိုတဲ့ဟာအခုက stop ဖြစ်သွားပြီအဲ့ဒါလုံးဝမရှိတော့ချက်ချင်းကြီးပတ်စံကုန်ကြနေပြီဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုပြောင်းပြန်လာနိုင်တယ်ဒီတော့ဒီမြောက်ကိုရီးယားရဲ့တရုတ်ရဲ့ရုရှားရဲ့အေးအီရန်နဲ့အမေရိကန်ချော့ပြီးတော့အမေရိကန်ကတဖြည်းဖြည်းနဲ့သူ့ရဲ့ budget တွေကုန်ကြမယ်လက်နဲ့ဒီနော်တောင်းတာများသွားတဲ့ချင်းလက်နဲ့ power ကျသွားမယ်နောက်ဆုံးကြရင်အမေရိကန် automatic level တစ်ခုတော့မှာလက်နဲ့စွမ်းရည်ကိုသူတို့ရဲ့ budget ကိုထိပြီးတော့မှအမေရိကန်စီးပွားရေးပါကျလာမယ်လို့ခံမှန်းထားတာတွက်ချက်ထားတာအဲ့ဒါကြောင့်အီရန်ဘက်မှာရပ်တည်ပြီးတော့မှချတဖြည်းဖြည်းအမေရိကန်ဘယ်လိုဖြစ်သွားမယ်ဆိုတာကျွန်တော်သေချာစောင့်ကြည့်ယူပဲနောက်ပိုင်းကျမှကျွန်တော်မတက်ရအောင်ဆုံးမလုပ်နေတာအခုကအဲ့ဒီအစီအစဉ်သူတို့မျောလင့်နေတဲ့ဟာမဖြစ်လာတော့ဘူးဘာကြောင့်လဲဆိုရင်အမေရိကန်ကပြန်ပြီးတော့မှအမြန်ဆုံးလက်နဲ့တွေတင်ထွင်လိုက်တယ်ဘတ်ဂျက်မကုန်ကြအောင်အမြန်ဆုံးပြန်လုပ်နိုင်ခဲ့ပြီအဲ့ဒီတော့ရုရှားတွေလည်းမျက်လုံးပြုံးလာတယ်တရုတ်တွေမြောက်ကိုရီးယားတွေအခုဒီအင်ရန်တောင်မှသူတို့ချုပ်တဲ့အကွက်ကိုပြန်တုံးပြီးတော့မှအမေရိကန်ကအဲ့ဒီချုပ်ကွက်နဲ့ပြန်သူတို့ကိုချုပ်တာပိုစနစ်ကျတဲ့ချုပ်ကွက်ပေါ့နော်အဲ့ဒါနဲ့တုံးလိုက်တယ်အဲ့ဒီတော့အခုဒီ drone နဲ့ပိုကောင်းတဲ့ဟာပိုမှစွမ်းတဲ့ဟာနဲ့အင်ရန်ကိုချနေတယ်နောက်တစ်ခုဒုံးကြီးတဲ့စနစ်ကြတော့ဒီအင်ရန်ရဲ့ဒုံးကျင်ထုတ်လုပ်မှုနည်းပညာပဲဒါပေမဲ့အဲ့ဒါကိုပိုကောင်းတဲ့နည်းစနစ် technology သုံးမှလောက်ထားတယ် drone ကိုlow cost လို့များသူနာမည်ပေးထားတယ်အကောင်းဆုံးပေါ့အဲ့ဒီဟာ drone ကြတော့တဲ့အခုယူကရိန်းကဒီရုရှားကပြစ်လာတဲ့အချိန်မှာပြန်ပြီးတော့မှ4-5နှစ်တာအတွင်းမှာပြန်တင်ထွင်ထားတဲ့ဟာပိုကောင်းတဲ့ဟာနော်ပိုမြန်တဲ့ဟာတင်ထွင်ထားတာတက်တော့မှအမေရိကန်ဒီတင်ထွင်လိုက်တဲ့ drone ကဒီတရက်အတွင်းမှာတင်ထွင်လိုက်တဲ့ဟာပိုစွမ်းနေတဲ့အိမ်မှာဒါမှကြောက်စရာကောင်းတယ်အဲ့ဒီဒုံးကြီးကအခု drone နဲ့စွမ်းတယ်ဒုံးကြီးတောင်မှအခုတင်ထွင်ထားတဲ့ဟာလေတနာရီကိုမိုင်300ကျော်ပြန်တန်းနိုင်ပြီးတော့မှတိတိကျကျပြစ်မှတ်ကိုထိတယ်အဲ့ဒါနဲ့ပြန်ပြစ်နေတယ်ကဲဒီနည်းပညာပိုင်းမှာဘယ်သူကတားတယ်ဘယ်သူကအမြန်ဆုံးတင်ထွင်နိုင်တယ်ဆိုတဲ့ဟာအင်မတန်မှစကားပြောလာပြီအဲ့ထဲမှာအမေရိကန်ကနောက်ဆုံးပေါ်ပြင်းအားအရာကောင်းတဲ့ဒုံးတကယ်ဒုံးကြီးအစစ်အမှန်နောက်ဆုံးပေါ်လက်နဲ့ပြန်ချတယ်အဲ့ဒါတခုနဲ့ပြန်တုံးနေတယ်နောက်တစ်ခုကြတော့လေဆာတော့မှ2မျိုးလေဆာလေးနဲ့
ရောင်ကြီးလေးစာပေါ့နော်အဲ့ဒါနဲ့ပြန်ချတယ်အဲ့ဒီလေးစာလက်နဲ့ကတဲ့ကျွန်တော်တို့ဒီအမေရိကန်တက်တမ်းမှာမတုံးဘူးအမေရိကန်တခါမှဒီစစ်ပွဲမှာမတုံးဘူးတဲ့လက်နဲ့ဖြစ်တယ်ဆိုပေမဲ့ဒီလက်နဲ့ကိုအရင်ကတည်းကအစ္စရေးကတုံးခဲ့တာဖြစ်တယ်တဲ့အဲ့ဒါတခုအစ္စရေးကတာနေတယ်အစ္စရေးကအရင်ကတည်းကနဲ့စမ်းသပ်ပြီးတော့မှပြစ်ခတ်နေတဲ့လေးစာဟုတ်တယ်တဲ့အဲ့ဒါကိုအမေရိကန်အစ္စရေးပူပေါင်းမှတင်ထွေထားလားဘယ်လိုလဲဆိုတော့နားမလီဒါပေမဲ့အစ္စရေးကအရင်တုံးခဲ့တဲ့လက်နဲ့ဖြစ်တယ်တဲ့အဲ့မှာအားနည်းချက်ကမိုးလေဝါဒမကောင်းတဲ့ချင်းမိုးတွေဘာတွေရွာလို့ချင်းတင်းတွေဘာတွေအုပ်လို့ချင်းဒီကောင်ကပြစ်ဖို့အစမပြေဘူးအခက်အခဲရှိသေးတယ်ဖြစ်ချင်တော့အဲ့ဒီအစ္စရေးနိုင်ငံတဝိုက်နော်မှာကြတော့တော်များမိုးလေဝါဒကကောင်းတယ်လေစာလက်နဲ့တုံးဖို့အတွက်အင်မတန်မှတင့်လျော်တဲ့နော်အနေထားဖြစ်နေတယ်အဲ့ဒါကြောင့်အရှင်ကတည်းကအစ္စရေးကတုံးပြီးမှအောင်မြင်ခဲ့တဲ့လက်နဲ့ဖြစ်တဲ့ကြောင့်ဒီဟာကိုအစ္စရေးကငါတို့တုံးခဲ့တဲ့ချိန်မှာရှေ့ဟုတ်တယ်အခုကိုင်းတာကိုင်းဆိုမှသူတို့အမေရိကန်ကထုတ်ထားတဲ့ဟာလေစာနှမျိုးလုံးနဲ့ပြန်ကိုင်းဖို့အဲ့ဒီလေစာမနေ့ကလည်းကျွန်တော်ပြောပြပြီးပြီတပြားမှတော့မကုန်ဘူးဆိုတဲ့ဟာတော့ပြန်ပြောလာအခုဆိုရင်အမေရိကန်ဒေါ်လာတစ်ခါပြည့်ရင်တပြားမှတော့မကုန်ကြဘူးတဲ့အဲ့လိုပြောလာတယ်မြန်မာကျပ်ငွေနဲ့ဒီပြား90တော့ပေါ့အဲ့လိုပဲကုန်ကြတယ်အဲ့လိုကြည့်တော့ကုန်ကြစီနေတဲ့ဟာဒီတော့အခုနောက်ပိုင်းအမေရိကန်ကကုန်ကြစီနေတဲ့ဟာနဲ့ပြန်ကိုင်းလာပြီပြန်ချလာပြီအဲ့လိုဆိုရင်အမေရိကန်ဖက်မှာပြန်ပြီးတော့မှအာတာချက်တွေများလာပြီ12ရက်ရှိပြီစစ်ပွဲက12ရက်မှာအပြောင်းလဲအမြန်ဆုံးလုပ်နိုင်တဲ့သူကအမေရိကန်ဖြစ်နေတယ်အပြောင်းလဲစစ်ပွဲရဲ့အခြေအနေဒီလူရဲ့ဥပမာဘောလုံးကစားသူပဲဒီလူရဲ့တိုက်စစ်ကပါလဲဘလို့တိုက်စစ်မျိုးနဲ့ပြူဟာနဲ့လာတယ်ဆိုတဲ့ဟာကိုပထမပိုင်းမှာတေးချတယ်ရှုံးထားပေမဲ့ဒီဟာကိုဒီလိုလုပ်ပြီးကောင်းတယ်ဆိုတော့ပထမပိုင်းကိုတေးချသူတို့အကွက်တွေပြူဟာတွေကိုနားလေပြီးတော့မှအဲ့ဒီပြူဟာအတိုင်းပိုကောင်းတဲ့ဟာနဲ့ပြန်ဖိုက်တာအဲ့ဒါကြောင့်အခုတကဘာလုံးကဒီအမေရိကန်တွေတုံးတဲ့လက်နက်တွေကိုတခါတဲ့ဗီဒီယိုနဲ့ YouTube တွေမှာကြည့်လိုက်သူတို့သတင်းဌာနကလွှင့်တဲ့ဟာတွေအခုထုတ်လုံးလိုက်တဲ့ဒုံးကျည်ပြစ်ခတ်မှုကဒီလိုဟုတ်တယ်ဆိုမှဟိုမှာထိတဲ့ဟာတွေတခါတဲ့ဗီဒီယိုနဲ့ကွက်တိပြတယ်ဒရုန်းတွေကဒီလိုပြစ်နေတာဒုံးကျည်ကဒီလိုပြစ်နေတာသူတို့လှုပ်ရှားမှုမှတ်တမ်းတစ်ခုချင်းစီကိုအမေရိကန်ကမှတ်တမ်းလုပ်ထားတယ်ဒီလက်နက်ကဒီလိုစွမ်းတဲ့ဟာနောက်ပိုင်းကျရင်အဲ့ဒီလက်နက်ကတန်ဖိုးအရာရောင်းဝယ်ရတော့မှာအဲကြောင့်ဒီမှာကြည့်ငါတို့ကဒီလိုပြစ်ထားတာဒီဟာခင်ဗျားတို့ကြိုက်ရဝယ်မကြိုက်မဝင်နဲ့အဲ့လိုမျိုးလက်တွေ့တုံးပြပြီးတော့မှပဲသူတို့ကနောက်ပိုင်းကျရင်လက်နဲ့အယောင်းဝယ်လောက်လာနိုင်တဲ့အနေအထားအမေရိကန်တွေရဲ့တမိုင်းမှာသူတို့ကဥပမာအနေနဲ့ကျွန်တော်တို့ဘူတောင်အောင်မှာရေခဲတောင်ကိုလာတက်တဲ့ချိန်သူတို့ရဲ့ဖက်နှက်အပေါက်ပေါက်သွားရင်တောင်မှမပြစ်ခဲ့ဘူးအဲ့ဒါကိုအင်တီအမေရိကန်တီယူသွားတဲ့ဖက်နှက်ကိုယူပြီးတော့မှပြက်ခမ်းမှာထားတယ်ဒါဘူတောင်ရေခဲတောင်ကိုနော်တက်ခဲ့တဲ့ကျွန်တော်ရဲ့ဖက်နှက်ပါဆိုမှရေခဲတောင်တက်ခဲ့တဲ့ဟိုတဲ့တက်တန်းနာမည်နဲ့ရေးမှသူတို့ရဲ့ပြက်ခမ်းမှာထားမှမှတ်တမ်းအနေနဲ့ထားတယ်အဲ့ဒီမှတ်တမ်းလိုပဲအခုဒီ Israel American Iran စစ်ပွဲမှာ American ဘက်ကတော့သူတို့တိုက်ခိုက်တဲ့ view ဟာတွေမှတ်တမ်းတွေအများကြီးလုပ်နေတယ်ပေါ်ပြနေတယ်အဲ့ဒါတခုထူးခြားတယ်ခုနော်အဲ့ဒါကြောင့်လောလောဆယ်စတင်နေတဲ့ဒီဆက်လက်နဲ့ပစ္စည်းခရိယာတွေကိုကြည့်ချင်းအပြင် American ကစစ်ရဲ view ဟာအခင်းချင်းတကြော့ပြောင်းနောက်တစ်မျိုးနဲ့စတင်နေပြီဖြစ်ကြောင်းတတိယရှိပါတယ်ကျွန်တော်ရဲ့ဒီအစီအစဉ်တွေကိုနားဆင်ပေးတဲ့ကြည့်ရှုပေးတဲ့ချစ်တော်ညီကိုမောင်နှမတယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ် Okay